ပရိသတ်ကြီးအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့မြန်မာရုပ်ရှင်လောကမှာဆယ်စုနှစ်ပေါင်းများစွာတိုင်အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်ပြီးပရိသတ်တွေရဲ့ရင်ထဲမှာအမြဲတမ်းနေရာယူထားတဲ့ဝါရင်မင်းသားကြီးအကယ်ဒမီကျော်ရောင်ရဲ့ဘဝအကြောင်းနဲ့အနုပညာခီးလန်းကိုတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ကျော်ရောင်ကို1966ခုနှစ်မေလ9ရက်နေ့မှာ AR တိုင်းဒေတာကြီးဘိုကလေးမြို့မှာမွေးဖွားခဲ့တာလည်းဖြစ်ပါတယ်မိဘတွေကတော့ဦးမြောင်နဲ့ဒေါခင်လာတို့ဖြစ်ပြီးသူ့ရဲ့အမိရင်းကတော့ကိုနိုင်ပဲဖြစ်ပါတယ်ကျော်ရအောင်ငယ်စဉ်ကတည်းကအနုပညာကိုဝါနာပါခဲ့တဲ့သူဟာရန်ကုန်မြို့ဝစီယာရုပ်ရှင်ဖွင့်လှစ်ခဲ့တဲ့ဒရိုက်တာဘိုကလေးတင်အောင်ဦးစီးတဲ့ပြဆက်တင်တန်းကိုတက်ရောက်ခဲ့ပြီးအနုပညာခြေလှမ်းတွေကိုစတင်ပြင်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။ကျော်ရအောင်ရဲ့လက်ဦးဆရာကတော့ထင်ရှားတဲ့ဒရိုက်တာကြီးစိုးထွန်းပဲဖြစ်ပါတယ်။ကျော်ရအောင်ဟာ1990ပြည့်နှစ်ဝန်းကျင်မှာအနုပညာလောကတွေကိုအရှိန်ဟုန်နဲ့ဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်တွေတတိထားမိစေခဲ့တဲ့ကနဦးခြေလန်းကတော့လူကြိုက်များခဲ့တဲ့လှကလေးစိန်ထိုးမှုကြော်ညာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာ1999ထဲမှာဒရိုက်တာစမှုထွန်းတက်လွင်ရိုက်ကူးတဲ့ဒိုကပိုချစ်တဲ့ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာမင်းသမီးစိုးမြတ်သူစာနဲ့တွဲဖက်ပြီးပထမဆုံးကြိမ်ခေါင်းဆောင်မင်းသားဖြစ်ပါဝင်တရုပ်ဆောင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ထိုဇာတ်ကားကနေစတင်ပြီးသူ့ရဲ့တဘာဝကျတဲ့တရုပ်ဆောင်မှုချော်မောပြပြတဲ့ရုပ်ရည်တို့ကြောင့်ရုပ်ရှင်ထုတ်လုပ်ရေးတွေနဲ့ဒရိုက်တာတွေရဲ့မျက်စိကျခြင်းကိုခံခဲ့ရပြီးဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာဇက်တိုက်ရိုက်ကူးခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ကျော်ရောင်ရဲ့တရုပ်ဆောင်မှုအရေးတွေးဟာအချိန်တို့အထင်းမှာပဲအထွတ်ထိပ်ကိုရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။အနုပညာလောကရဲရောက်ရှိပြီးနှစ်အနည်းငယ်အကြာ1996ခုနှစ်မှာတည်းပဲသူဟာမြမရုပ်ရှင်ထူးချွန်စုအကယ်ဒမီကြီးကိုဆွတ်ခူးနိုင်ခဲ့တော်လည်းဖြစ်ပါတယ်။သူ့ကိုပထမဆုံးအကယ်ဒမီမျိုးသားရရှိစေခဲ့တဲ့ဇာတ်ကားကတော့တာသမီစနီးကျင်ရဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။အကယ်ဒမီနှစ်ဆုရှင်မင်းသားကြီးထိုဇာတ်ကားထဲမှာမိသားစုတွေပေါ်တာဝန်တည်တတ်မှုချစ်ချင်းမြတ်တာနဲ့အလှည့်ပြောင်းတွေကိုပြည်ပြင်းပြောင်မြောက်စွာတရုပ်ဆောင်နိုင်ခဲ့လို့ဒီဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါဟာသူ့ရဲ့မင်းသားတယောက်အနေနဲ့ခိုင်မာတဲ့ရည်တည်ချက်ကိုပြသနိုင်ခဲ့တဲ့တမိုင်းမှတ်တိုင်တစ်ခုလည်းဖြစ်ပါတယ်။ကျော်ရောင်ဟာအချစ်အလံဒရမာတွေမကပဲဟာတာဇက်ကောင်တွေကိုပါပရိသတ်တွေအသေးဆွဲဖြစ်အောင်တရုပ်ဆောင်နိုင်တဲ့မင်းသားတူလည်းဖြစ်ပါတယ်။2000ပြည့်နှစ်နောက်ပိုင်းမှာလည်းအနုပညာအလုပ်တွေကိုအချိန်မပြတ်လုပ်ကိုင်ခဲ့ပြီး2009ခုနှစ်မှာတော့ဒုတိယမြောက်အကယ်ဒမီဆုကြီးကိုထပ်မံဆွတ်ခူးရရှိခဲ့တာလည်းဖြစ်ပါတယ်။သူ့ကိုဒုတိယကြိမ်မျိုးသားဇက်ဆောင်ဆုကိုရရှိစေခဲ့တဲ့ဇာတ်ကားကတော့ပရိသတ်တွေကြားမှာရေပန်းစားခဲ့တဲ့60စားတားလိုက်မယ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ကျော်ရောင်ဟာအဲ့ဒီဇာတ်ကားထဲမှာသူ့ရဲ့ဟာတာအိုင်ဒီယာနဲ့ညီညွတ်တရုပ်ဆောင်နိုင်မှုတွေကပရိသတ်တွေကိုရေမောစေုံတွေမကပဲအကယ်ဒမီအဖွဲ့ဝင်တွေရဲ့အတိမတ်ပြုမှုကိုပါရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယကြိမ်အကယ်ဒမီရရှိပြီးနောက်ပိုင်းမှာတော့သူဟာအရေးချင်းပြေဝတဲ့ဝါရင်မင်းသားကြီးတူအဖြစ်လောကမှာပုံမူခိုင်မာလာခဲ့တာလည်းဖြစ်ပါတယ်။လူပညာလောကမှာအောင်မြင်မှုတွေရရှိနေလို့ကျော်ရောင်ရဲ့စံပြဖြစ်လောက်တဲ့တာယာတဲ့မိသားစုဘဝကလေးကိုလည်းတီဆောက်ထားနိုင်သူလည်းဖြစ်ပါတယ်